အခန်းတစ်ခုထဲမှာဆိုရာဟာဂျီယိုရဲ့လက်ကင်ဖုန်းကိုမတော်တဆဝင်ရောက်ဖြေကြားမိခဲ့ပါတယ်ဖုန်းခေါ်ဆိုသူဟာဂျီယိုရဲ့ညီမလေးပဲဖြစ်လိမ့်မယ်လို့ဆိုရကထင်မှတ်ခဲ့ပေမဲ့တကယ်တမ်းဖုန်းခေါ်လာသူကတော့ဆိုဖီဖြစ်နေခဲ့တာပါဆိုရကဘာမှမစင်စားပဲဂျီယိုတယောက်လောလောဆယ်ရေချိုးနေတယ်လို့ပြန်ပြောလိုက်တဲ့အခါမှာတော့ဆိုဖီဘက်ကနေအကြီးကျယ်အထင်လွဲမှားသွားခဲ့ရပါတယ်ဒီအထင်လွဲမှုဟာပြင်းထန်တဲ့စိတ်တက်ကြဝေဒနာကိုခံစားနေရတဲ့ဆိုဖီအတွက်တော့ကြီးမားတဲ့စိတ်တန်ရာတစ်ခုဖြစ်သွားခဲ့ရရှာပါတယ်မကြခင်မှာပဲ GOC ကိုဆိုဖီရဲ့အမေဖြစ်သူစီကနေဖုန်းတကောပြန်လဲဝင်ရောက်လာခဲ့ပါတယ်။ဆိုဖီတယောက်စိတ်ထိခိုက်ပြီးကိုအဆုံးစီရင်ဖို့ကြိုးစားခဲ့လို့အရေးပေါ်ဆေးရုံတင်ထားရပြီဖြစ်ကြောင်းငွေအိုအော်ဟစ်ပြီးလှမ်းပြောခဲ့တာပါ။ဒီသတင်းကြောင့်GO ဟာအလွန်အမင်းဒေါသထွက်သွားခဲ့ပြီးအဖြစ်မှန်ကိုဆိုဖီရှေ့မှာကိုယ်တိုင်ရှင်းပြခိုင်းဖို့အတွက်ဆိုရကိုပါဆေးရုံစီချက်ချင်းအတင်းအာရမခေါ်ဆောင်သွားခဲ့ပါတော့တယ်။ဈေးရုံကိုရောက်ချင်းမှာပဲဆိုဖီရဲ့မိခင်ဖြစ်သူဟာသမီးကိုဒီလိုအခြေအနေရအောင်တွန်းပို့ခဲ့ရဆိုပြီးဆိုရအပေါ်ဒေါသတကြီးနဲ့အဖြစ်တင်စကားဆိုကလာရောက်ရန်ရှာဆဲဆိုပါတော့တယ်ဒါပေမဲ့လည်းသတိရလာတဲ့ဆိုဖီကတော့သူမအနေနဲ့ကိုအဆုံးစီရင်ဖို့ရည်ရွယ်ချက်လုံးဝမရှိခဲ့ကြောင်းအိမ်မပြောတာကြောင့်အိတ်ဆေးတွေကိုတောက်ရင်းနဲ့မှမတော်တဆဆေးပလင်းရဲ့တဝက်ကျော်လောက်အထိလွန်လွန်ကဲကဲတောက်မိသွားခဲ့ခြင်းသာဖြစ်ကြောင်းအားလုံးကိုအမှန်အတိုင်းရှင်းပြခဲ့ပါတယ်ဗီဒီယိုရဲ့ဇက်သိမ်းပိုင်းမှာတော့အတိတ်တုန်းကဂျီယိုတယောက်ဝီချယ်စီထားရတဲ့အခြေအနေဆိုမှာဆိုရကပဲအနီးကပ်မြစ်တာတရားနဲ့ပြုစုဆောက်ရှောက်ပေးခဲ့ဘူးတဲ့ပုံရိပ်တွေကိုကန့်လန့်ကနောက်ွယ်ကခလတ်ဘလက်အဖြစ်ပြန်လည်မြင်တွေ့ရပါတယ်အဆုံးသတ်မှာတော့ဆိုရာဟာမိမိရဲ့မစင်မချင်စကားကြောင့်ဖြစ်ပျက်ခဲ့ရတဲ့ထင်လွဲမှားမှုတွေအားလုံးအတွက်ဆိုပေးကိုစိတ်ရင်းမှန်နဲ့တောင်းပန်စကားဆိုလိုက်ပါတော့တယ်